အားလုံးပဲမင်္ဂလာပါကိုနေကနာမြန်မာဖေရှာနေကြိုဆိုလိုက်ပါတယ်မတွေ့တာလဲကြာပါပြီဒီရက်ပိုင်းမှာကျွန်တော်ဗီဒီယိုတွေတိတ်ပိတ်ရိုက်ဖြစ်ခဲ့ပေါ့နော်အကြောင်းရင်းကတော့ဒါအလုပ်လေးနဲ့ရှုံနေတာရဲ့ပြီးတော့ UK ရဲ့ weather ကလုံးဝမမိုက်ဘူးပေါ့နော်ဒါနှစ်ပတ်စတိုက်ရှိနေပြီးဘိုးတွေစက်တိုက်ရွာနေတယ်အဲ့ဒါကြောင့်ဒါဗီဒီယိုရိုက်မဲ့ move လေးမရှိတာဖြစ်တဲ့အတွက်နေရချင်းဖြစ်ပါတယ်ကဲဒါအခုဗီဒီယိုကတော့ဒါ delivery လေးမှာကံမဲ့ဒါ Arsenal နဲ့ Man U ရဲ့ပွဲအကြောင်းကိုဒါဆွေးနွေးသုံးသပ်သွားမယ်ဗီဒီယိုပဲဖြစ်ပါတယ်ကဲကျွန်တော် Arsenal အသင်းကဒါချန်ပီယံဖြစ်ဖို့အတွက်အဖက်ဖက်ကနေပြီးတော့plan ပိုးနေတဲ့အခြေအနေမှာဒါ Man U အသင်းကလည်းဒါပြီးခဲ့တဲ့ Premier League ပွဲမှာဒါManchester Derby မှာပေါ့နော်ဒါ Man City ကို2-0ဆိုတဲ့ result နဲ့အနိုင်ရရှိပြီးတော့ Arsenal ချန်ပီယံဖြစ်ဖို့အတွက်ဒါပန်ပိုးခဲ့တဲ့အသင်းပေါ့နော်ဒီအသင်းကိုဒီတစ်ပတ်မှာကျွန်တော်တို့ကဒါတနင်္ဂနွေနေ့မှာပြန်တွေ့မှာဆိုတော့ဒီအသင်းကတော့ကျွန်တော်တို့ကိုပန်ပိုးအောင်မလားကျွန်တော်တို့စီကအမှတ်ယူမလားဆိုတာကိုတော်တော်လေးဒါစိတ်ဝင်စားတယ်တော်လေးလည်းရှင်ကုန်ရတယ်ပွဲလို့ပဲဆိုရမှာပါကဲကျွန်တော်အာဆင်နယ်အသင်းအဲ့ဒီပွဲမှာကျွန်တော်စိုးရင်စရာဆိုလို့ကျွန်တော်တခုပဲရှိတယ်ဘာလို့လဲဆိုကျွန်တော်ခံစစ်ပိုင်းလေးကိုနည်းနည်းလေးစိုးရင်မိတယ်ဘာလို့လဲဆိုတော့အာဆင်နယ်အသင်းကနောက်ပိုင်းပွဲတွေမှာဒါခံစစ်ကဒါအမြဲတမ်းတကူတော့ပြန်ပြီးနေရတယ်ပေါ့နော်ဒါပွဲတိုင်းဒီပါပြန်တွေ့လာရတယ်ဘာဖြစ်လို့လဲဆိုတော့ဒါစလီဘာဂါဘရီယယ်မပါတဲ့အကျိုးဆက်တွေရဲ့တရားရနေတဲ့ဒါအကျိုးဆက်လို့ပဲကျွန်တော်မြင်မိတယ်အဲ့တော့ဒါတစ်ဖက်အသင်းဒါ Man U အသင်းကလည်းလက်ရှိအခြေအနေမှာဒါ Man City ကိုနိုင်တဲ့ပွဲမှာဆိုရင်ဒါသူတို့ရဲ့တိုက်စစ်ကစားသမားတွေတော်တော်များများပြန်ပြီးတော့ခြေစွမ်းပြလာတယ်သူတို့တင်းမို့ကလည်းအရင်ကောင်းနေတယ်အဲ့အခြေအနေမှာကျွန်တော်တို့ခံစစ်ကဒါသူတို့ရဲ့တိုက်စစ်ကိုဒါတံပြန်ကစားသွားနိုင်လားဒါ solid ဖြစ်ပြီးတော့ဒါတစ်ဖက်တင်ကိုမပေးရနိုင်လားဆိုတဲ့အခြေအနေရောက်အောင်ဘယ်လိုကစားသွားမလဲဆိုတာကိုတော်တော်လေးကျွန်တော်အနေနဲ့စိတ်ဝင်စားမိတယ်ပေါ့နော်အဲ့လိုပြောလို့ကျွန်တော်အာဆင်နယ်အသင်းရဲ့ခံစစ်ကဒါပြောရမယ်ဆိုရင်ကောင်းလားဆိုတော့ဘယ်လိုပြောရမလဲ Premier League မှာဆိုရင်ကိုပေးအနည်းဆုံးပြီးတော့ Champion League မှာလည်း2ဂိုးပဲပေးထားတယ်အခုလက်ရှိအခြေအနေထိအောင်ဆိုတော့ပြောရမယ်ဆိုရင်လက်ရှိအခြေအနေမှာအာဆင်နယ်ရဲ့ခံစစ်ကအသင်းကြီးတွေထဲမှာအကောင်းဆုံးလို့ပဲကျွန်တော်တို့မြင်မိတယ်ဒါပေမဲ့လည်းလက်တလုံးပြန်ပြီးတော့ခံစစ်မှာအမှားလေးတွေတွေ့နေရတာဖြစ်တဲ့အတွက်ကြောင့်ဒါတစ်ဖက်အသင်းကလည်းတိုက်စစ်မှာတော်တော်လေးကို mentality ပိုင်းတော်တော်ကောင်းနေတဲ့ဒါတိုက်စစ်ဖြစ်တာအတွက်ကြောင့်မို့တော့ဒါခံစစ်ကိုတော့နည်းနည်းလေးဆိုရင်မိပါတယ်ပြီးတော့ကျွန်တော်ဒီလူစီရင်အကြောင်းလေးကိုနည်းနည်းသုံးသပ်ကြမယ်ဆိုရင်ကျွန်တော်တို့အာဆင်နယ်တင်းရဲ့ဒါ striker မှာဒါ Victor Gyokeres ပေါ့နော်ဒါသူပဲပွဲထွက်လာမယ်လို့ပဲမြင်မိပါတယ်ပြီးခဲ့တဲ့ပွဲမှာ Jesus ကတော်တော်လေးဒါသူ့ရဲ့ဒါဘယ်လိုပြောမလဲအသက်အရွယ်ရကောဘောလုံးပညာပိုင်းမှာကော finishing ကော goal ကောကဒါအခုလက်ရှိမှာ Gyokeres တက်တော်လေးကိုကောင်းနေပြီမဲ့ဒါကျွန်တော်အဲ့ပွဲမှာဆိုရင်ကျွန်တော်တကယ်ချင်းတယောက်နဲ့ကျွန်တော်ကြည့်နေတယ်ဒါ Jesus ကနှလုံးသွင်းသွားပြီဒါချင်းနေတယ်ကျွန်တော်ပြောနေတာ Jesus hat trick တွင်သွားခဲ့ရင်တော့ဒါ Premier League ရဲ့ striker နေရာကို Jesus ပြန်ယူတော့မယ်ထင်တယ်ဒါမှမဟုတ်ရင် Gyokeres ဝင်လာပြီး Gyokeres တကူတွင်းသွားရင်တော့ Gyokeres ပဲဒါနေရာယူမယ်ထင်တယ်လို့ပြောနေတဲ့အချိန်မှာဒါ Gyokeres ဝင်လာပြီးတကူတွင်းသွားတယ်အဲ့ဒါကြောင့်ကျွန်တော်အထင်ဆိုရင်တော့ဒါဒီ Premier League ပွဲတော်တော်များများကို Gyokeres ပဲပွဲဥထွက်အနေနဲ့ထွက်လာအောင်ပဲထင်ပါတယ်ဒါတနင်္ဂနွေနေ့မှာပွဲမှာလည်းဒါ Gyokeres ပဲထွက်လာအောင်ပါပြီးတော့ right wing ဒါ right wing မှာတော့ဒါ Saka ရှိတယ်မတူ AK ရှိတယ်ပေါ့နော်ဒါနောက်ပိုင်းပွဲတွေမှာနီးပါးကြီးအာဒီတာကဒါမတူ AK ကိုတော်တော်သုံးပြလာတယ်ဒါမတူ AK ကတော့ဒါပြောရမယ်ဆိုရင်ဒါပွဲထွက်လာတဲ့အမျှဒါသူအကောင်းဆုံးခြေစွမ်းရအောင်တော့သူကစားသွားပေမဲ့အသင်းရဲ့ဒါကိုရဖို့အတွက် effect ဖြစ်ဖို့မှာတော့နည်းနည်းလေးဒါအားနည်းနေလို့မြင်တယ်စာခါဒီအဲ့ထက်မှာတော့မတူ AK ထက်ပိုတာတယ်ပေါ့နော်သူ့ရဲ့ image ကြောင့်လည်းပါမယ်စာခါကစားသမားတွေဝိုင်းကက်ရနေဒါသူ့ focus ထားနေပြီးတော့တခြားကစားသမားတွေအတွက်နေရာရဖို့အတွက်နည်းနည်းလေးချောင်းနေသွားတယ်ပေါ့နော်အဲ့တော့ဒီ right wing မှာလည်းဒါ Saka ပဲပေါ်ထွက်လာမယ်လို့ပဲကျွန်တော်မြင်မိပါတယ်ပြီးတော့ left wing မှာတော့အများကြီးပဲရှိတယ်ဒါခုနလိုပြောသလိုဟိုMartinelli ရှိတယ် Trossard ရှိတယ်ဒါ Martinelli နဲ့ Trossard ကိုဒါနှစ်ယောက်စလုံးကိုပုံနေပြောရမှာဆိုရင်ကျွန်တော်တိတ်မကြိုက်တော့ဘူးတိတ်မကြောက်တော့ဘူးဆိုတဲ့အနေအထားကတမျိုးကတယောက်တစ်မျိုးစီကောင်းကြတယ်ဒါ Martinelli ဆိုရင်ဒါ speed တွေကောင်းမယ်ပြီးတော့မြန်မယ်ဖြတ်မယ်ပြီးတော့အတင်းနဲ့ဒါပြောရမှာဆိုမိနစ်90လုံးနီးပါးကိုဒါလိုက်ပါကစားနိုင်တဲ့ကစားသမား Trossard ကကြတော့ဒါ Martinelli ထက်မမြန်ဘူးဒါပေမဲ့သူ့ရဲ့ dribbling တွေသူ့ရဲ့ skill တွေသူ့ရဲ့ဆုံးဖြတ်ချက်တွေက Martinelli ထက်ပိုပြီးတော့ပြတ်သားတယ်အဲ့တော့ကျွန်တော်အဲ့နှစ်ယောက်လုံးပေါင်းလို့ရရင်တော့ဒါပေါင်းချင်တယ်ဒါပေမဲ့လည်းတယောက်ပဲပွဲထွက်ကမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ကျွန်တော် Trossard လေးကိုပွဲရင်ပိုထွက်စေချင်တယ်လို့ပဲထင်ပါတယ်ညော်ဒီကယူတော့ဘူးထွက်မယ်တော့မသိဘူးပေါ့နော်ပြီးတော့
ကွင်းလဲမှာဆိုရင်ဒါ Odegaard Declan Rice Zubimendi ဒီလူပဲပေါ်ထွက်လာမယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ Odegaard နေရာလေးမှာဒီပြကြီးအတတာပြောင်းလဲပြီးတော့ easily ကိုပွဲထွက်လာခဲ့ဆိုတဲ့အတွေ့အလေးတစ်ခုမြင်မိတယ်ဒါပေမဲ့ easy ဒီနောက်ပိုင်းပွဲတွေမှာအသင်းရဲ့အနိုင်ပွဲအတွက်ကိုပါဝင်မှုတွေ effect ဖြစ်မှုတွေကသူရှိနေရတဲ့တော်တော်လေးတိတာလာတဲ့အနေအထားရှိတယ်။ Odegaard မှာကောင်းတာမဟုတ် Odegaard လူမျိုးပဲဒါပြောရမယ်ဆိုရင်တပွဲကိုဘယ်လိုပြောမလဲပွဲကိုတုံးတက်တာပါတွေက easy တွေလည်းမစိုးဆိုတဲ့အနေအထားရှိတယ်။ဘာလို့လဲဆိုတော့သူ့အနောက်မှာ Declan Rice ဆိုပြီးMendy တို့တာရှိနေရင်ဒီ easy တွေလည်းသူလုတ်ပိုင်ခွင့်ဒါလုတ်ရဲကန်ရဲတဲ့အနေအထားကိုတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်ဒီတနင်္ဂနွေနေ့ပွဲမှာเนาะဒါပြောရမယ်ဆိုရင် easily ကိုလည်းဒါပွဲထွက်စေချင်တယ်ပေါ့เนาะဒါပေမဲ့ဒီဘက်ရတဲ့ဒါတော့ဒါ Odegaard ကိုပဲဒါစွန့်စားရဲတာမဟုတ်တာစွန့်စားမရဲဘူးဗျဒီဘက်ရတဲ့ဒါအားလုံးသိရတဲ့အတိုင်းအဲ့ဒါကြောင့်ကျင်းနေတဲ့ Odegaard ကိုပဲဒါပွဲထွက်မယ်လို့ပဲထင်ပါတယ်ပြီးတော့နောက်တန်းမှာဆိုရင်တော့ဒါ CB နှစ်ယောက်ဖြစ်တဲ့ Saliba Gary ကတော့ကျွေးလေးပါမယ်ပြီးတော့တောင်ပိုင်းနှစ်ဖက်ဖြစ်တဲ့ဒါ right wing နဲ့right back နဲ့ left back left back မှာတော့တော်တော်လေးစိုးရင်စရာရှိတယ်ဘာလို့လဲဆိုတော့လူကတင်ပါကတစ်ဖက်လုံးမှာဆော့လို့ရတယ်အဲ့တော့အားလုံးလိုချင်တာတင်ပါကိုကျွန်တော်ဆိုရင်တင်ပါကိုဘယ်မှာဆော့စေချင်လဲဆိုတော့အခုလက်ရှိပုံစံကောင်းရနေတဲ့သူ့ရဲ့ right back မှာပဲကျွန်တော်တို့ဆော့စေချင်တယ်ဒါပေမဲ့လည်း left back မှာ Skelly ပဲရှိတယ်တော့ Skelly ဒီဒါပွဲပြောရမယ်ဆိုရင်ဒါနောက်ဆုံးပွဲတွေမှာမြင်တွေ့ရတဲ့အတိုင်းပဲ Skelly ဒီပြီးခဲ့တဲ့နှစ်ကလောက် Skelly ဆိုတာကြီးမဖြစ်နေဘူးပြီးခဲ့တဲ့နှစ်က Skelly လောက်မဖြစ်နေဘူးအဲ့တော့ဒါပြောရမယ်ဆိုစိုးရိမ်မိတဲ့တစ်ဖက်အသင်းကတိုက်ဆက်ကောက်တယ်လို့အသင်းချိန်မှာ Skelly ရဲ့ဒါ performance ကဒါထွက်လာနိုင်မယ်လို့မမြင်ဘူးအဲ့တော့ဒါ left back မှာဒါတင်းပါပဲပေါ်ထွက်လာအောင်မယ်ထင်တယ်ဒါ right back မှာတော့အခုပြန်ပြီးတော့ဒီပြကြီးပြန်သုံးနေတဲ့ Van White ပေါ့နော်ဘာလို့လဲဆိုတော့ Van White ကငကူထဲကကိုသူကဒါ left back မှာလဲဒါကစားထားတဲ့ကစားသမားဆိုတော့ right back မှာလည်းကစားထားတဲ့ကစားသမားဆိုတော့သူ့ကိုပဲပေါ်ထွက်လာအောင်မယ်သူနဲ့စာကာတီဒါပြီးခဲ့တဲ့ရှေ့တစ်နှစ်တွေမှာတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်ဒါအနောက်တန်းမှာဒါတင်ပါစလီပါဂါဘရီယယ်နဲ့ဂါဘရီယယ်စလီပါနဲ့ဒါဘန်ဝိုင်းဆိုပြီးတော့ပဲပေါ်ထွက်လာမယ်ထင်ပါတယ်ပြီးတော့ကိုဒမာတော့ရာယာပဲပေါ်ထွက်လာမှာပါဘလူးပဲဒါကတော့ကျွန်တော်တုံးတက်ရတဲ့ပေါ်ထွက်လူစင်ပေါ့နော်နီးတက်ရတဲ့ဒါကတော့ထက်ကောင်းမှုနဲ့ကစားသမားတွေကွင်းထဲမှာအဆင်ပြေမဲ့ကစားသမားတွေကိုဒါပေါ်ထွက်လာဖို့ပဲပြောလင်းမိတယ်ပြီးတော့ဒီလူစင်ရင်းတွေဒါဘလူးပဲပေါ်ထွက်လာပါစေပေါ့နော်ဒီနေ့တနင်္ဂနွေနေ့မှာကံမဲ့ပွဲကတော့ကျွန်တော်တို့ဒါအာဆင်နယ်အတွက်ကတော်တော်လေးပရီးမီးယားလိတိုက်တဲ့အတွက်ကိုအရေးကြီးတယ်ပဲပြောရမယ်ဒါမန်ယူဆိုတာလည်းအခုထိသူ့ရတူဘလူး reset ပဲထွက်နေပါစေအခုထိဒါအသင်းကြီးပဲပေါ့နော်ဒါပြောရမယ်ဆိုရင်အခုဆိုရင်အဆင့်6နေရာမှာတော့ရှိနေတဲ့အနေအထားမှာဆိုရင်ကျွန်တော်တို့အာဆင်နယ်အသင်းအတွက်ဒါအိမ်ဝင်းကန်ရတော့လဲဒါကစားသွားမယ်အနေအထားရှိတယ်တော့ကျွန်တော်အနေနဲ့ဒါဒီပွဲကအခုလက်ရှိဒါမန်စီးတီးတက်ကျွန်တော်တို့ကဒါ9မှတ်กว่าနေပြီမဲ့ဒီပွဲကိုဥပမာတည်ရကြခဲ့တယ်ဆိုတော့ကျွန်တော်6မှတ်กว่าတဲ့အနေအထားဖြစ်တဲ့အတွက်ကျွန်တော်တို့အတွက်မရှုံးဘူးဆိုတဲ့ result ရှိတယ်ဒါပေမဲ့အိမ်ကွင်းမှာကျွန်တော်တို့အနိုင်ကိုဒါရစေချင်တဲ့ပရိသတ်တယောက်အနေနဲ့အခုလက်ရှိဒါအာဆင်နယ်ကလည်းဒါပရီးမီးယားလိမှာဒါအင်တာမီလန်တို့အသင်းကိုဒါကိုပြတ်နေနိုင်ခဲ့တယ်ဒါမန်ချက်စတာယူနိုက်တက်ကလည်းသူ့ရဲ့မြို့ကန်ပန်မန်စီးတီးကိုတူးစီနဲ့ကိုပြန်နိုင်ခဲ့တယ်အဲ့တော့ mentality ပိုင်းမှာမြင့်နေတဲ့နှစ်သင်းတွေ့တာကြောင့်ဒီတနင်္ဂနွေနေ့ပွဲကလုံးဝကျိန်းနေတယ်ပွဲကြီးပွဲကောင်းကိုမြင်ရမယ်လို့ပဲထင်မိပါတယ်အဲ့တော့ဒီတနင်္ဂနွေနေ့ပွဲမှာတော့ဒါကျိန်းနေတာဘာလို့ဆိုတော့သူတို့နှစ်သင်းတွေမဟုတ်ကျွန်တော်တို့ပရိသတ်တွေကပါတော်တော်လေးကိုဒါစိတ်လှုပ်ရှားပြီးတော့တယောက်နဲ့တယောက်ကိုဒါအပြန်အလှန်စကားပြောဆိုမှုတွေနဲ့ဒါရှိနေတဲ့ပွဲလို့ပဲကျွန်တော်တို့ထင်ပါတယ်အဲ့တော့ဒါတနင်္ဂနွေနေ့ညဘက်ကပဲနိုင်ဝါခဲ့ရင်ဒါတနင်္လာနေ့မှာဘယ်သူတွေလေတိုက်အောင်မလဲချင်းချင်းတွေဘယ်လောက်ထိအောင်ဖြစ်လာအောင်မလဲဆိုတာဒါစဉ်းစားရင်းနဲ့တော့ဒါတွေးနေပြီးတယ်ပေါ့နော်အဲ့တော့ကျွန်တော်အမာကန်ကြီးကိုမော်ဒမာတွေရောဒါမန်ချက်စတာနဲ့ဒါအာဆင်နယ်တို့ရဲ့ပွဲကိုဘယ်လို reset တွေနဲ့ဘယ်လိုအာဆင်နယ်တို့ဒါ reset တွေရလာနိုင်မလဲဆိုတာကိုဆွေးနွေးသုံးသပ်ရင်းနဲ့ပဲကဲအားလုံးပဲခမောကန်တာပါ